အားလုံးပဲမင်္ဂလာပါရှင်အခုမိတ်ဆက်ပေးမယ်ပစ္စည်းလေးကခုနဘို brand တွေကမီးသီးလေးနဲ့မိတ်ဆက်ပေးပါမယ်သူကတော့ဝက်က100ဝက်ပါ ampere 3600 ampere ဖြစ်ပါတယ် model နံပါတ်ကတော့ NB-C7 လေးဖြစ်ပါတယ်ရှင်သူ့ရဲ့မီးရဲ့အကြောင်းလေးကတော့ဒီမှာပါပြပေးပါမယ်တစ်ဆင့်နှစ်ဆင့်သုံးဆင့်ပါပြီးတော့ဓမီလေးလဲသူကပါမှာပဲဒီမှာကြည့်ဒီလိုမျိုးလေးကင်သွားလို့ရပါတယ်ဓမီလေးပေါ့နော်ဓမီလေးလဲပါပါတယ်ရှင်အကယ်လို့ကိုကအာသွင်းကြိုးခတ်ခဲတဲ့လူဆိုလို့ရှိရင်ဒီကအဆင်ပြေရနော်ဘာဖြစ်လို့လဲဆိုတော့သူကအာသွင်းပေါက်ကိုတိုက်စီပေါက်နဲ့လုပ်ပေးရတာပါလုံးဝအာသွင်းကြိုးမခတ်ခဲပါဘူးကို့အိမ်မှာတုံးတဲ့ဖုန်းပေါ့နော်ဖုန်းအာသွင်းကြိုးနဲ့တုံးလို့ရပါတယ်ရှင်ပြီးတော့ဒီမှာနော်ကြိုးလေးလည်းထည့်ပေးတာပါတယ် type C ကြိုးလေးပါကိုယ့်အိမ်မှာရှိတဲ့ဖုန်းအားသွင်းကြိုးနဲ့လည်းသွင်းပြီးတော့သုံးလို့ရပါတယ်ရှင်ဒီဟာလေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့2800ကျပ်ဖြစ်ပါတယ်ဒါကတော့လက်လီဈေးပါလက်ကားဈေးကတော့တတ်ရှိပါတယ်ရှင်အကယ်လို့လာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တင်ငန်းညိုးမျိုးနဲ့ဥပလာလန်ပါဝါလျက်စစ်ဖြစ်ပါတယ်ရှင်အိမ်ရောက်ငွေချေရပါတယ်ဖုန်းနံပါတ်ကတော့3994399023နဲ့ Viber တွင်လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်ဝယ်ယူအားပေးမှုတို့အားလုံးကျေးဇူးတင်ပါတယ်ရှင်စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပါသည်လို့ပါဝါလျက်စစ်မိသားစုမှာဆုတောင်းပေးလိုက်ပါတယ်ရှင်